ဟုတ်ကဲ့ဒီနေ့ကတော့ဖုန်းနဲ့ internet ရှိုံနဲ့online ကနေဝင်ငွေရှာလို့ရတဲ့ application လေးတစ်ခုအကြောင်းပြောပါဖြစ်ပါတယ်အဲ application ကတော့ Mandalay ADS company ကနေလုပ်ထားတဲ့ Lotaya Dinga ဆိုတဲ့ application လေးပါပဲဟုတ်ဒီ application လေးကကျွန်တော်တို့လက်ရှိ online game တွေလည်းမဟုတ်ပါဘူးတခြားscan application လည်းမဟုတ်ပါဘူးပြီးတော့လည်းဒီ application ကနေပြီးတော့ဝင်ငွေရှာဖို့အတွက်ဆိုလို့ရှိရင်deposit လည်းထည့်စရာမလိုဘူးပေါ့နော် deposit လည်းထည့်စရာမလိုဘူးဒီ application ကိုဖုန်းရဲ့ internet တွေရှိပြီဆိုတာနဲ့ Google Play Store Apple Store တွေကနေ down ပြီးတော့ account ဖွင့်ပြီးတော့စပြီးတော့ဒီ online money ရှာလို့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအရင်ဆုံး application down ဖို့အတွက်ဒီ Lotaya Dinga website ပေါ့နော် Lotaya Dinga website ကတော့ဒီမှာပါ lotaya.mandalayaarea.io ဆိုတဲ့ website လေးပါအဲ website လေးကိုဝင်ပြီးတော့ပဲကျွန်တော်တို့ဒီမှာလက်ရှိ screen မှာမြင်ရတဲ့ download on Apple Store တို့get on Google Play တို့ button လေးတွေကိုနှိပ်ပြီးတော့ကိုယ်သက်ဆိုင်တဲ့ဒီ device ပေါ့နော်ဆိုတော့ Android ဖြစ် Android ဒီ iOS ဖြစ် iOS ဖြစ်ပေါ့နော် download ရမယ်ပေါ့နော်တကယ်လို့ကိုယ့်ရဲ့ဖုန်းမှာရှိတဲ့ Google Play Store ကနေလည်းကျွန်တော်တို့ဒီ Lotaya Dinga ဆိုတဲ့နာမည်လေးကိုရိုက်ရှာပြီးတော့ download ရပါတယ်လောလောဆယ်ကတော့ကျွန်တော်ကဒီ iPhone App Store တွေကိုသွားပါမယ်ကျွန်တော်ကတော့App Store ထဲမှာကျွန်တော်တို့ Lotaya Dinga ဆိုပြီးတော့ကျွန်တော်တို့ရှာလိုက်ပါမယ်ရှာလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ Lotaya Dinga ဆိုပြီးတော့ကျွန်တော်တို့ဒီ application လေးကိုတွေ့ပါမယ်အဲ့ဒါဆိုရင်ကျွန်တော်ကတော့down လိုက်မယ်ပေါ့နော် down ပြီးသားဆိုပြီးမှလည်းကျွန်တော်ပြန် down လိုက်ပါမယ် okay ပြီးကျွန်တော်တို့ရပြီဆိုလို့ရှိရင်ဒီ application ကို open ဖွင့်လိုက်ပါဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိမှာဒီလိုမြင်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်မှာက account ကဖွင့်ပြီးသားဖြစ်နေတယ်ဒီတော့ကျွန်တော်က account အတိတ်တစ်ခုစပြီးဖွင့်ပြမယ်ပေါ့နော်အဲ့တော့application ကကျွန်တော်တို့ download လုပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့အခုဒီပုံစံတိုင်းလေးမြင်ရမှာပေါ့နော်ဒီပုံစံတိုင်းလေးမြင်ရရဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအောက်ဘာမှာပေါ့နော် home set VNB profile ဆိုပြီးရရှိပါတယ်အဲ့တော့ကျွန်တော်တို့ profile တွေကိုအရင်သွားမယ်ပေါ့နော် profile ထဲမှာကျွန်တော်တို့ sign in ရ register ရရှိရအဲ့တော့ကျွန်တော်တို့ register clock ကိုနှိပ်မယ်ပြီးပြီဆိုရင်ကိုယ့်ရဲ့နာမည်ထည့်မယ်ပေါ့နော်ကျွန်တော်ကတော့စမ်းပြတာဖြစ်တဲ့အတွက်ဟိုအဆင်ပြေတဲ့ email တစ်ခုလောက်ထည့်မယ်ပေါ့နော် brother တို့ကတော့ကိုယ်ပိုင်အသုံးပြုနေတဲ့ mail ကိုထည့်တာပို့ပြီးတော့ကောင်းမယ်ပေါ့နော်ဒီတော့ password ကတော့ကျွန်တော်တို့အဆင်ပြေရဲ့ password ထည့်ပါမယ် referral code ပေါ့နော် referral code ကတော့ကျွန်တော်တို့က account ဖွင့်ပြီးမှreferral code ပိုင်း referral code ရမယ်ပေါ့နော်တကယ်ချင်းတွေကို invite လုပ်တဲ့ invite code ပေါ့ဒါပေမဲ့ကျွန်တော်တို့ကတကယ်ချင်းတယောက်ကကိုယ်ဒီ application ကို invite လုပ်ထားဆိုလို့ရှိရင်တော့သူ့ရဲ့ referral code ကိုထည့်လို့ရတယ်တကယ်လို့ကိုက application ကိုစစအုပ်ဆုံးလုပ်တယ်လို့ဆိုလို့ရှိရင်တော့ referral code ထည့်ရမလို့ဘူးပြီးပြီဆိုရင်အောက်မှာ I agree download unit privacy policy ကို amend ချစ်ပေးပါပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ register ကိုနှိပ်ပါ okay register နေတာအဆင်ပြေသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ username နဲ့email ပေါ့နော် email က username ဖြစ်မယ်ပေါ့နော်အဲ့ဒါ username ရယ် password ရယ်ကိုကျွန်တော်တို့ထည့်ပါမယ် okay ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ sign in ဝင်မယ်ပေါ့နော်okay တော့ဒီမှာကျွန်တော် password ရိုက်ထားတဲ့ဟာလေးကျွန်တော်ပြန်ဝင်မယ်ပေါ့နော်ခဏတော့ရိုက်ထားတဲ့ဟာလေးကိုကျွန်တော်ပြန်ဝင်မယ် okay ဆိုရင်ဒီလိုမြင်ရလို့ရှိရင် login successful ဆိုပြီးတော့ကျွန်တော်တို့ဖြစ်တော့မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီအခုလက်ရှိ home မှာမြင်ရတဲ့ဟာလေးတွေကကျွန်တော်တို့ post လေးတွေပေါ့နော်ဒီ post လေးတွေကိုဝင်ပြီးတော့ကျွန်တော်တို့ကအောက်မှာ claim sorryဒီ post လေးဝင်ပြီးတော့ကျွန်တော်တို့အောက်မှာ claim your point ပေါ့နော် claim your point ဆိုရှိပါတယ် oh sorry ဒီမှာ notification ကို allow လုပ်ပေးပါနော် using continue to app ဒီ application ထဲမှာရှိရပို့ရအောင်ဆိုမှာ claim your point ဆိုတာရှိပါတယ်အဲ့တော့ကျွန်တော်တို့အဲ့ claim your point ကိုနှိပ်ပါclaim your point ကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာpoint ယူဖို့အတွက်ဆိုပြီးမြင်ရမှာပေါ့နော် okay
ကြော်ညာလေးတက်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအမားကြီးလေးတွေကိုနှိပ်ပေးလိုက်ပါဘယ်အပေါ်တောက်မှရှိပေါ့နော်အမားကြီးလေးကိုနှိပ်ပေးပါပြီးပြီဆိုရင် point ယူဖို့အတွက်ဒီ ascended ဒီနေရာကိုနှိပ်ပါဆိုနှိပ်လိုက်မယ် okay ဒီလို AD တက်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ close ကိုနှိပ်ပါပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာကြော်ညာတက်လာရင်ဘယ်အပေါ်တောက်မှရှိရဲ့အမားကြီးကိုနှိပ်လိုက်ပါပြီးရင်ဒီမှာကျွန်တော်တို့ခဏစောင့်ပါပေါ့နော် point ယူဖို့ဒီနေရာကိုနှိပ်ပါနော် okay ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာနေပြီးတော့ point ယူလို့ရပြီပေါ့နော်အဲ့တော့ဒီမှာနေပြီးတော့ကျွန်တော် point ယူလိုက်ပါမယ် okay ဒီနေရာကိုရောက်သွားပြီဆိုရင်တော့အောက်မှာ close လေးရဲ့ claim your point ဆိုတာပေါ်လာပါပြီအဲ့တော့ကျွန်တော်တို့က claim your point ကိုနေပြီးတော့ကျွန်တော်တို့ဒီမှာ point ကိုယူလိုက်ပါမယ် okay အဲ့ဒါဆိုလို့ရှိရင်တော့တခြား port တွေကိုလည်းကျွန်တော်တို့ဒီလိုယူသွားလို့ရပါပေါ့နော်အဲ့တော့ဒီမှာ home မှာရှိတဲ့ port တွေအကုန်လုံးကကိုယူပြီးသွားလို့ပြည့်သွားပြီပေါ့နော်ပြည့်သွားပြီဆိုရှင်ဒီလို gray ပုံလေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတစ်ခါထပ်ပြန်ယူခြင်းတယ်ဆိုလို့ရှိရင် profile နဲ့ကိုသွားပါကျွန်တော်ဒီမှာလက်ရှိရတော့ point ပေါ့နော် point အရေးအတွက်ကိုပြထားတယ်ပြီးလို့ရှိရင်အဲ့ဒီ point တွေကိုတစ် point ကိုကျွန်တော်တို့ကမြန်မာငွေ3ကျပ်နဲ့ကျွန်တော်တို့ကလဲလို့ရမယ်ပေါ့နော်အဲ့တော့ငွေထုတ်နည်းကိုလည်းကျွန်တော်တို့ DPD ကိုအဆုံးမှာပြပေးမယ်ပေါ့နော် okay အဲ့လို gray ဖြစ်နေတဲ့ဟာလေးတွေကိုကျွန်တော်တို့ကလင်းသွားဖို့အတွက်ပြန်လင်းပြီးတော့ point ကိုပြန်ယူဖို့အတွက်ဆိုရင် profile နဲ့ကိုပြန်သွားပြီးပြီဆိုရင် reset all post ဆိုတာရှိပါတယ် reset all post နေလိုက်ပါ reset all post မှာကျွန်တော်ဒီမှာကြော်ညာတက်လာတယ်ပေါ့နော်ကြော်ညာတက်လာတယ်ဆိုလို့ရှိရင်ဒီမှာအမားချက်လေးကျွန်တော်တို့နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ပြန်သွားကြည့်ပါကျွန်တော်တို့ gray ဖြစ်နေရလေးပြန်ပြီးတော့လင်းတော့ပါပဲ okay ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့point တွေကိုဒီတိုင်းပဲဆက်ယူသွားမယ်ပေါ့နော် point တွေကိုဒီတိုင်းပဲဆက်ယူသွားမယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့စုထားတဲ့ point တွေကိုငွေမထုတ်ချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ VIP session ဆိုတာရှိပါတယ်ဒီ VIP session ထဲမှာကတော့ကျွန်တော်တို့က Google ကနေ website နဲ့ငွေဘယ်လိုရှာရမလဲဆိုတော့ Google 88 class အတန်းကိုကျွန်တော်တို့ကစုထားတဲ့ point တွေနဲ့ဝယ်ကြည့်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာအောက်ဆုံးကနေကတော့ဒါ chapter 1ပေါ့နော်သူက level 1ပေါ့နော်အောက်ဆုံးကနေပြီးတော့အပေါ်ကိုကျွန်တော်တို့တောက်လျှောက်လေ့လာသွားရမယ်ပေါ့နော်တကယ်လို့လေ့လာမယ်ဆိုလို့ရှိရင်okay အဲ့တော့ကျွန်တော်တို့မှာလက်ရှိ point 2000ရှိရဆိုရင်ဒီလိုမိန်နေတဲ့ဟာဒီလိုလင်းနေတဲ့ဟာတွေကဝယ်ပြီးသားပေါ့နော်မိန်နေတဲ့ဟာလေးတွေဆိုရင်ကျွန်တော်ဝယ်ကြည့်ပြီပေါ့နော် okay ကျွန်တော်မှာ point ရှိတယ်ဝယ်ကြည့်မယ်ပြီးရင်ဒီမှာ unlock now ဆိုတာကိုနှိပ်လိုက်ပါ okay unlock ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာကိုဝင်ကြည့်လို့ရပြီပေါ့နော်အထဲမှာကျွန်တော်တို့မြန်မာလိုရှင်းပြထားတဲ့ဗီဒီယိုကိုကျွန်တော်တို့ကြည့်လို့ရမယ်ပေါ့နော် okay ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကreferral system နဲ့ကျွန်တော်တို့ထည့်ထားပါတယ်ဆိုတော့ဒါကတငယ်ချင်းတယောက်ကိုကျွန်တော်တို့က invite လုပ်လို့ရတယ် okay အဲ့တော့ကျွန်တော်တို့ကတငယ်ချင်းတယောက်ကို invite လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကသူ register လုပ်တဲ့အချိန်မှာ referral code ထည့်ခိုင်းမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကအဲ့ referral code ကိုဘယ်မှာယူမလဲကျွန်တော် profile နဲ့ကိုသွား referral တွေကိုဝင်လိုက်ပါ referral တွေဝင်လိုက်လို့ရှိရင်ကျွန်တော်ကတော့ဒါ demo account ဖြစ်တဲ့အတွက်ဒီ REF equal ပေါ့နော်ညီမျှချင်းလေးရဲ့နောက်မှာ nar ဆိုပြီးဖြစ်နေတယ်အဲ့နေရာလေးမှာကျွန်တော်တို့က referral code ၈လုံးပေါ်ပါတယ်အဲ့ code ၈လုံးကို invite လုပ်မဲ့တငယ်ချင်းရှိကိုပို့ပေးလိုက်ပါသူက account ဖွင့်တာနဲ့ဒီကိုယ့်ရဲ့ refer code ကိုထည့်လိုက်တာနဲ့ 10% commission အမြဲတမ်းရနေမှာဖြစ်ပါတယ်ဆိုတော့ကကို invite လုပ်လိုက်တဲ့လူတစ်ယောက်က10 point ရှာရဲဆိုလို့ရှိရင်ကိုက1 point ပြန်ရမယ်သူက point တရားရှာရင်ကိုက10 point automatically ရနေပြီပေါ့နော်အဲ့တော့ referral system ကတော့ဒီဟာလေးပဲပေါ့နော်ဒီ link လေးကိုကျွန်တော်တို့က copy ယူပြီးတော့သူ့ကိုတန်းပြီးတော့နှိပ်ပြီးတော့ account ဖွင့်ခိုင်းလိုက်မယ်ဆိုလို့ရှိရင်လည်းရပါတယ်အဲ့လိုမျိုးဖွင့်မယ်ဆိုလို့ရှိရင်လည်းရတယ်နောက်တစ်ခုကသူက application ကတော့ down ထားပြီးသားဖြစ်နေရမယ် application အရင် down ပြီးမှကျွန်တော်တို့ဒီအခု copy လုပ်ပေးလိုက်တဲ့ link ကိုသူကနှိပ်ပြီးတော့မှကျွန်တော်တို့ account ဖွင့်မှပဲကျွန်တော်တို့ referral commission ရမှာဖြစ်တယ်အဲ့တော့ application ကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ဗီဒီယိုမှာကတော့ဒီ point တွေကိုငွေဘယ်လိုထုတ်ရမလဲဆိုတဲ့ဟာလေးကိုကျွန်တော်ထပ်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ် okay နောက်ဗီဒီယိုမှာထပ်တွေ့မယ်